အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဗာလေဒီ trading လုပ်တဲ့သူတွေအနေနဲ့ပေါ့နော်ဒီ setup ကောင်းကောင်းလေးတစ်ခုခုအဲ့လိုလိုချင်တဲ့သူတွေဆိုလို့ရှိရင်မဖြစ်မနေသတိထားကြည့်ရမယ့်အရာ၃ခုကိုကျွန်တော်ဒီကနေ့ပြောပြပေးတော့မှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့သိချင်တယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ကြလိုက်အဲ့ဒီတော့ဒီမှာကျွန်တော်တို့ပထမဦးဆုံးတစ်ခုကဆိုလို့ရှိရင်ဒီမှာဗာလေဆိုတော့ Chrome ဆက်ဗာလေ Google ထဲကိုတော့လည်းဗာလေ Google ထဲမှာ Forest Factory ဆိုပြီးရေးချလိုက်sorry FOREX Forest FACTORY Forest Factory ဆိုပြီးတော့ရေးချလိုက်လို့ရှိရင်ဒီဟာလေးပေါ်လာမယ်ပေါ့နော်အဲ့ဒါလေးနှိုက်လိုက်ပြီးတော့ဒီမှာတက်လာဒီလိုလေး Forest Factory Global Markets for the smart money တဲ့ဒီဟာလေးနှိုက်လိုက်ပေါ့နော်နှိုက်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီ website တွေရောက်တဲ့အခါမှာဒီမှာအပေါ်ဆုံးကနေပြီးတော့ဒီမှာ forums ရ trades ရပြီးလို့ရှိရင် news ရ calendar ရ market ရ broadcast ရဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့ဒီထက်မှာကျွန်တော်တို့ဒီ calendar မှာကြည့်ရမှာပေါ့နော် calendar မှာဆိုလို့ရှိရင်ဒီနေ့ကဆိုလို့ရှိရင်73ရက်ဆိုလို့ရှိရင်ဒီမှာ73ရက်ကိုနှိုက်လိုက်73ရက် okay ဒီမှာ73ရက်မှာဆိုလို့ရှိရင်ပေါ့နော်7 နာရီ AM ကလေးကသတင်းတွေရှိတယ်ပေါ့နော် USD သတင်းတွေအဲ့ဒီတော့ဒီမှာလာလိုက်လို့ရှိရင်ဒီညနေခဏနာရီခွဲဆိုလို့ရှိရင်ဒီမှာ core PPI တဲ့သတင်းရပြီးလို့ရှိရင် USD PPI သတင်းရရှိမှာပေါ့နော်အဲ့ဒီတော့ဒီသတင်းကောင်းလို့ရှိရင်ဟိုပါလေဒေါ်လာကတက်မလားကျမလားဆိုတာကိုကျွန်တော်တို့ဒီဖက်လာလိုက်ဒီဖက်မှာဒီ box လေးထဲမှာပေါ့နော်အဲ့ဒါလေး open လုပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်သူကဒီမှာ usual effect ဆိုတဲ့နေရာလေးကိုကြည့်လိုက်ပေါ့နော် usual effect ဆိုတဲ့နေရာလေးမှာဒီမှာ actual greater than forecast is good for currency ဆိုလို့ရှိရင်လက်ရှိထွက်တဲ့ result ကနေပြီးတော့ဒီမှာသူတို့ comment ထားတဲ့ result ထဲနေပြီးတော့ number ကြီးနေမှာဆိုလို့ရှိရင်အဲ့ဒါကဒေါ်လာအတွက်ဟိုသတင်းကောင်းတယ်ပေါ့နော်အဲ့ဒီတော့ဒေါ်လာကိုစိတ်ကြစေဖို့အားရှိတယ်ပေါ့နော်ဒီမှာ forecast ဆိုတာကဒီမှာတွေ့လား actual ရှိတယ်ဒီမှာ actual ဆိုတာကဒါထွက်ပြီးသားသတင်းတွေပေါ့နော် forecast ကနေပြီးတော့ဒီမှာဥပမာဒီသတင်းကနေပြီးတော့လာလို့ရှိရင်အဲ့ဒီဟိုဒီဟာကဘာလဲဆိုလို့ရှိရင် financial goods and services sold by production ဈေးနှုန်းတွေကဟိုပါလဲpercent တွေကျဆင်းမလားတက်မလားဆိုတဲ့ဟာပေါ့နော်အဲ့ဒါတွေနေပြီးတော့ဒီမှာသူတို့က forecast လောက်ထားတယ်ဒီမှာဆိုလို့ရှိရင် 0.3% တွေတိုးတော့မယ်ပေါ့နော်အဲ့ဒီတော့ဒီကလာတဲ့ actual ဆိုတဲ့လက်ရှိထွက်တဲ့ဟိုကနေပြီးတော့ဒီခံမှန်းထားတဲ့ကဏ္ဍနံပါတ်ထက်နေပြီးတော့ကြီးနေတယ်ဆိုလို့ရှိရင်အဲ့ဒါက currency အတွက်ကောင်းတယ်ပေါ့နော်အဲ့ဒီတော့ဒေါ်လာကိုဆက်ကြစေဖို့အားရှိတယ်တကယ်လို့အဲ့ဒီနေရာမှာအဲ့ဒီ 0.3 ဆိုတဲ့ဟာတွေမပို့ဘူး 0.2 ဆိုလို့ရှိရင်အဲ့ဒါကတည်းကမကောင်းဘူးပေါ့နော်မကောင်းတော့ရွှေကိုတက်စေတဲ့အားရှိတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ပြီးလို့ရှိရင်ဒီအောက်ကတစ်ခုကိုလည်းကြည့်လိုက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အနေပဲသတင်းက3မျိုးရှိတယ်ပေါ့နော်ဒီမှာအနေရယ်လိမ်မော်ရောင်ရယ်ပြီးလို့ရှိရင်အဝါရောင်ရယ်အဝါရောင်ကတော့ပုံမှန်သတင်းပဲလိမ်မော်ရောင်လဲဆိုလို့ရှိရင်ပြင်းတယ်သူကတော့ medium ပေါ့နော်အနေရောင်လဲဆိုလို့ရှိရင်အဲ့ဒါကတော့ advance ပေါ့နော်အဲ့ဒါကအပြင်းဆုံးဟိုပါပဲဒါပေမဲ့တချို့သတင်းတွေကြမထူးဒီမှာဆိုလို့ရှိရင်လည်း actual greater than forecast growth for currency တဲ့ဒီ usual effect ဆိုတဲ့နေရာမှာလာကြည့်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီတော့သတင်းကထွက်လာတဲ့အခါမှာကောင်းမလားမကောင်းဘူးလားစမ်းကြည့်အောင်မယ်တခါတလေကြဒီလိုသတင်းက2ခုသတင်းက5ခုအဲ့လိုဟာတွေမှာကြာရင်တချို့ကကောင်းတယ်တချို့ကမကောင်းဘူးဆိုလို့ရှိရင် market ကအဲ့ဒီ range ထဲမှာပဲသူကအပေါ်တက်လိုက်အယိုးလုံးလိုက်အောက်ဆင်းလိုက်အယိုးလုံးလိုက်အဲ့လိုပဲလုပ်တယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒါလေးသတိထားဖို့ကြည့်ဖို့ပဲလိုတယ်ပြီးတော့နောက်ထပ်တစ်ခုကဆိုလို့ရှိရင်ဒီမှာနောက်ထပ်တစ်ခုကဆိုလို့ရှိရင်ကျွန်တော်တို့ trading view ကိုတောလိုက်တဲ့အခါမှာဒီဘက် down လေးကိုလာလိုက်ပေါ့နော်down လေးကိုလာလိုက်တဲ့အခါမှာဒီမှာ okay ခဏလေး down လေးကိုလာလိုက်တဲ့အခါမှာ message ရယ် okay ဒီဟာထဲမှာလည်းနေပြီးတော့လာကြည့်လို့ရတယ်ပေါ့နော်ဒီမှာကိုယ့်ထက်အတွေ့အကြုံရှိတဲ့သူတွေကဘယ်လိုလဲခံမှန်းထားကြလဲ market ကိုပေါ့နော်ဒါကတော့ global message ပဲဖြစ်တယ်ပေါ့နော်ဒီမှာကိုကလည်းဝင်ပြီးတော့စာရေးလို့ရတယ်ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုဒီမှာပို့လို့ရတယ်ပေါ့နော်ဒါကဆွေးနေတဲ့ဟိုပါပဲ trading view မှာပါတဲ့ share ပေါ့နော်ကိုကတော့ချက်လို့ရတယ်ဒီနေရာမှာတစ်ခုကခဏလေး revenue ဒီကောင်ဟုတ်ပြီဘူးโอเคဒီမှာဆိုလို့ရှိရင်လေဒီဒါကတော့ trading view တွေမှာရှိတာပေါ့နော် trading view တွေမှာရှိတာဆိုလို့ရှိရင်ဒီမှာအပေါ်တင်လိုက်ဒါမကောင်းဘူးကျွန်တော်ဟိုအထဲမှာပြမယ်ဟိုဟာထဲမှာခဏလေးဒီဟာထဲမှာဒီမှာ trading view လို့ခြာလိုက်မယ်ပေါ့နော် trading view okay
okay trading view ရှာလိုက်တဲ့ခါမှာဒီမှာ trading view ရလာပြီ trading view ရလာတဲ့ခါမှာကျွန်တော်တို့ trading view ဒီမှာပေါ့နော်ဒီဟာလဲ track all market ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်နှိပ်လိုက်တဲ့ခါမှာကျွန်တော်တို့ဒီထက်ရောက်တော့တယ်ဆိုလို့ရှိရင်ဟိုအထက်ကိုတော့မဝင်နဲ့ပေါ့နော်ဒီမှာနေပြီးတော့ဟိုဟာရှိတယ် market comment ထားတာတွေပေါ့နော်ဒီမှာတွေ့လား community ideas တဲ့ဒီနေရာထဲကိုလာလိုက်ပေါ့နော် community ideas အဲ့ဒီဟာလေးတစ်ချက်နိုင်လဲပြီးလို့ရှိရင်ဒီမှာကိုကဘာကြောင့်လဲပတ်သက်ပြီးတော့ကြည့်ရှင်တာလေဒီမှာရှာပေါ့နော်ဒီမှာတော့ Ethereum USD ရှိမယ် Bitcoin တွေရှိမယ်ပေါ့နော်အများကြီးပဲအဲ့ဒီထဲမှာကျွန်တော်တို့က Forex ကိုရှာလိုက်မယ်ဒီမှာ XAU USD လာပြီ XAU USD ကဒီမှာတယောက်ဆိုလို့ရှိရင် comment ထားတာကဘာလဲဆိုတော့ဒီမှာ reversal from spot တဲ့ဒီမှာဒီ level လောက်ထိလာဖို့ရှိတယ်ပေါ့နော်အဲ့ဒီ level ကဆိုလို့ရှိရင်ဒီမှာတစ်ချက်နှိပ်လိုက်ပြီးတော့ဒီမှာ play ကိုနှိပ်လိုက်လို့ရတယ်ပေါ့နော် play နှိပ်လိုက်တယ်ဆိုလို့ရှိရင်သူ comment ထားတဲ့ဟိုဟာသူ့ရဲ့အဲ့ဒီ support ဆိုတဲ့ level တဲ့ဒီမှာဖောက်ဆင်းသွားသေးတယ်ပေါ့နော်ဒီထိရောက်လာတယ် sorry ဒါက full shot strong resistance ရယ် okay reversal area ကဒီ area ကို reversal area ရဲ့အပေါ်မှာပဲနော်သူရဲ့ first target ကတော့ထိတော့တယ် target သူရဲ့ဟိုဗာလဲ camera တဲ့ support zone မရောက်လာခင်တည်းကထိတော့တယ်ပေါ့နော်အဲ့လိုဟာလေးတွေရှိတယ်ပြီးလို့ရှိရင်ဒီမှာသူပြောထားတဲ့ဟာဒီမှာ press has reacted strongly from the support zone and confirmed the bullish ဒီနေရာမှာကိုကဘာသာစကားလေးပြောင်းပြီးတော့ဖတ်လို့ရတယ်ပေါ့နော်ကိုက okay ကျွန်တော်ကတော့ဒါမကြည့်ဘူးအဲ့ဒီတော့ထွက်လိုက်ဒီမှာထပ်ပြီးတော့ခြာမယ်ပေါ့နော်ဒီမှာ XAU USD ထားလာတယ်ဆိုတော့ဒီမှာတစ်ချက်ကြည့်လိုက်မယ်ကြည့်လိုက်တယ်ဆိုရင်ဒီမှာလဲသူခံမှန်းထားတာတက်နေကြတယ် okay market ကခုဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာလဲတေချာဟောမဖြစ်သေးဘူးပေါ့နော် see the after the previous round for open as they would have very secure okay ဒါလဲခံမှန်းထားတာပဲရှိသေးတယ်သူရဲ့ setup ကမရှိသေးဘူးဒီမှာ USD XAU USD okay ဒီမှာတရားခံမှန်းထားတာဆိုလို့ရှိရင်ဒီ level လောက်ထိပေါ့နော်ဒီမှာဗါလဲသူကတော့အကြဖက်ကိုခံမှန်းထားတယ်ခိုးရောက်ရှိနေတဲ့ level ကဆိုလို့ရှိရင်သူ stop loss ထိတော့တယ်ပေါ့နော်တလင်းလာနေသူခံမှန်းထားတာကဟိုကနေကြတဲ့ကတလင်းလာနေကြတဲ့ကတလင်းလာနေကနေပြီးတော့အဲ့ဒီနေရာကနေပြီးတော့ဒီအောက်ထိထပ်ဆင်းမှာဆိုပြီးတော့ဒါပေမဲ့ stop loss ထိတယ်အဲ့ဒီမှာတရား okay ဒါတွေကကိုမကျဲလို့ရှိရင်ဟိုလောက်ဆရာမလို့ဘူးပေါ့နော်ဒီလိုရှိရင်ဒီမှာ gold XAU USD ဒီမှာလဲ pull back ကိုကြည့်ပဲဟိုခံမှန်းထားကြတာများတယ်ပေါ့နော်အဲ့ဒီတော့ရွှေကအတက်ကိုပဲခံမှန်းထားကြတာများတယ်ဒီမှာတယောက်ဆိုလို့ရှိရင်အကြပဲဒီမှာ gold arrested the entire rally ဒီမှာတယောက်လည်းရွှေအကြခံမှန်းထားတယ် kiss of death okay ဒီမှာဆိုရင်လည်းအကြပဲပေါ့နော်အကြကိုပဲခံမှန်းထားကြတယ် okay ဒါကတစ်ခုပေါ့နော်ဒါက trading မျိုးမှာနေပြီးတော့တခြားသူတွေရဲ့ idea တွေကိုယ့်ထက်ကျွမ်းကျင်တဲ့သူတွေက market ကိုဘယ်လိုမျိုး review လုပ်ထားလဲဆိုတာကိုကျွန်တော်တို့ကြည့်ပြီးတော့ကိုယ့်ရဲ့ idea ပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ setup ကောင်းနဲ့တစ်ခုလုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကဒီတစ်ခုကတော့အရန်ကောင်းတယ်ဒီတစ်ခုကဘာလဲဆိုတော့ဒီမှာကျွန်တော်ပြမယ်ပေါ့နော် okay ဒီကျွန်တော်လုပ်ထားတဲ့ဟာလေးတွေကိုတစ်ချက်ဖြောက်လိုက်မယ် okay ကျွန်တော်လောက်ထားတဲ့ဟာလေးတွေဖျောက်လိုက်တယ်ဆိုတဲ့အခါမှာကျွန်တော်ရဲ့ဒီ trading view ကဒီလိုပေါ်လာတယ်ပေါ့နော်ခဏလေးဒါကကျွန်တော်ရဲ့ trading view ပေါ့နော် okay ဒါကျွန်တော်ရဲ့ trading view ပဲကျွန်တော်ရဲ့ trading view တွေမှာဆိုတဲ့အခါမှာကျွန်တော်ကဒီမှာရွှေကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်ကတော့ trend တစ်ခုအနေနဲ့ပဲမြင်သေးတယ်ပေါ့နော်ဒီမှာကျွန်တော်ဆွဲလိုက်ရင်ဖြစ်တော့မှာခဏလေးဒါခဏဖျောက်လိုက်မှာလဲကွာ okay အဲ့ဒီတော့ဒီမှာကျွန်တော်ဒီဟာလေးတွေဖျောက်လိုက်မယ်ပေါ့နော်ရွှေကိုကျွန်တော်တို့ဘယ်လိုမျိုးသုံးသပ်မလဲဆိုလို့ရှိရင်ဒီမှာဒီလက်ရှိဈေးနှုန်းကိုနေပြီးတော့ဒီ chart ကိုနေပြီးတော့ပေါ့နော်ဒီမှာ screenshot ရိုက်လိုက်မယ် screenshot ဆိုတော့ကျွန်တော်ဒီမှာ screenshot ရိုက်လိုက်မယ်ခဏလေး okay screenshot ရိုက်လိုက်တယ်ရောဒီလောက်ကနေပြီးတော့ကျွန်တော်ဒီဟာကို screenshot ရိုက်လိုက်မယ်ဒီမှာဈေးတန်းပါအောင်ရိုက်ပေါ့နော်ဈေးတန်းပါအောင်ရိုက်လိုက် okay
အဲ့ဒီတော့ဒါကို shift လုပ်လိုက်မယ် okay shift လိုက်ပြီပြီးရင်တော့ဘယ်တော့မလဲဆိုတော့ကျွန်တော်က 7GB ကိုတော့မယ်ပေါ့နော် 7GB မှာလည်းအရန်ကောင်းတဲ့ခုနောက်ပိုင်း feature တွေက 7GB ကိုတော့မယ်အမမလို့ရှင်ဒီ Google AI Studio ဆိုတဲ့ဟာတော့လို့ရတယ်ပေါ့နော်ဒါကတော့ 8GB တဲ့အဆင့်မြင့်တယ်သူကဒီမှာ feature ဆိုတဲ့ဟာနဲ့လေ Google AI Studio တွေရတော့ Gemini 3.1 flashlight ကိုနဲ့လေအဲ့ဒါဆိုလို့ရှိရင်ဒီမှာကိုကမေးလို့ရပြီပေါ့နော်မေးတဲ့အခါမှာဒီမှာကျွန်တော်တို့ဒီကအပေါင်းလေးကိုနှိုက်လိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ upload file upload file ဆိုတဲ့ဟာလေးနှိုက်လိုက်ပေါ့နော် upload file ဆိုရင်ကျွန်တော်တို့ပုံတွေတင်လို့ရပြီအဲ့ဒီတော့ခုနကကျွန်တော် screenshot ရိုက်လိုက်တဲ့ဟာကိုဒီမှာ screenshot ရိုက်လိုက်တဲ့ဟာလေးကို okay ဒီမှာကျွန်တော်ဒါကို upload လုပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာမေးလိုက်မယ်ဒါကမြန်မာလိုမေးလို့လည်းရတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီမှာမြန်မာလိုမေးပြမယ်ခုရောက်နေတဲ့ဈေးကညနေသတင်းနဲ့ဘာလဲကွာမြန်မာဆရာလဲမြန်မာဆရာရအဆင်ပြေဘူးဒီမတဘူးအပေါ်ကိုဆက်တဲ့နိုင်လားအောက်ကိုတောင်းစားအောက်ကိုတေချာလဲရှင်းပြပေးပါโอเคเนาะဒါကတခုပေါ့နော်ဒါက Google AI Studio မှာကျွန်တော်ဒီပုံလေးကိုပြပြီးတော့ဒီမှာမဲမှာပဲဖြစ်တယ်ပေါ့နော်ဒါကတစ်ခါမဲတယ်ဆိုလို့ရှိရင် token 1000လောက်တောင်ပုံမှာအဲ့တော့ကျွန်တော်မှာ token 1000ကျော်ပဲကျန်ပြီအဲ့တော့ကျွန်တော်တစ်ခါတည်းမဲလိုက်မယ်ရောအဲ့ဒီတော့ဒီမှာလာပြီပေါ့နော်သူကပြောတယ်တကယ်မှကျွန်တော်ငယ်တော့โอเคဒီမှာကျွန်တော်ဟိုပဲပြလိုက်မယ်အတူရှုံးတို့ရှုံးပြောပေးပါโอเคတရေမထွက်ခင်ဘယ်ကိုတော့မလို့ကြပြောလို့မရပါဘူးတဲ့တရေမထွက်ခင်တဲ့ဈေးကလည်းမသေးချာတော့ညီနေတတ်ပါတယ်တဲ့တော့မအတက်ကြအနေငယ်တာရှိပါမယ်တဲ့တရေထွက်ရှင်တဲ့ကျွန်တော်ကဘယ်နှဘက်ကိုဘယ်နှစ်ဘက်စလုံးကိုရုပ်ရည်ရတယ်လှုပ်ရှားတတ်ပါတယ်တဲ့အကြံပြုရှယ်တဲ့အနေနဲ့တရေမထွက်ခင်တရေထွက်ပြီးဈေးကလည်းကြောင်းကျင်ရင်တော့မှရောင်းလို့တော့လုံရှုံပါတယ်တဲ့အဲ့လိုပဲမနက်တစ်ခုချင်းစမဲခုနေရကရောင်းနဲ့အဝေး
ပဲဟာကဘယ်ရောက်သွားလဲဟာပိုကောင်းโอเคဒီမှာထပ်မိရပေါ့နော်ခုနေရာကဆိုရင်အယောင်းနဲ့အဝယ်ပဲဟာပိုကောင်းလဲဘယ်လိုမျိုးโอเคဒီမှာသူပြောပြတာဖတ်ကြည့်လိုက်မယ်ပေါ့နော်ရွှေစည်းကတဲ့လက်ရှိအနေထားရတဲ့အယောင်းဆယ်နဲ့အဝယ်ရပဲဟာပိုကောင်းတဲ့စီဒီမာရင်းနေမနော်အတူချင်မှုတွေပါတယ်ထားတယ်လက်ရှိစည်းကအဓိကချက်မှာအပေါ်တိုင်းဖြစ်တဲ့လက်ရှိစည်းကချက်နဲ့ technical နဲ့ formula view အတူရှောင်းနေထားတဲ့စည်းကတည်းကလက်ရှိရှင်နေတဲ့အကြပဲ bearish သုံးတဲ့ဘေးထွဲတဲ့ consolidation အနေထားတဲ့ရှင်းနေသေးတဲ့ American dollar တန်ဖိုး maintain နေရှင်နေတဲ့အတုံးလုံးဆိုင်ရာစိုးရိမ်မှုများကြောင်းရွှေစည်းပေါ်ဖိအားတရားနေသေးတဲ့ရောင်းရတဲ့ sell ဖက်တဲ့လက်ရှိတွင်စင်းလုံးတည်တဲ့အရေးကြီးသော moving average များအောက်တွင်ရှင်းနေပြီတဲ့4920အထက်သို့မတက်နိုင်သေးတဲ့အကြဘက်ကိုဥတည်နေသည်ဟုတ်ခမ်းမှန်းသူများရှိသေးတဲ့ဝေယံတဲ့ဘိုင်ဖက်တဲ့ရေရှည်အတွက်မှုတဲ့ဘောပြများရွှေဝေစုဆောင်မှုနဲ့ဝေချက်ဖောင်းဖောင်းမှုကြောင်းတဲ့ရွှေစည်းတည်ခံမှနေစေဖြစ်တဲ့4640 4650ဝန်းကျင်နေတဲ့အရေးကြီးသောထောက်ပံ့မှု support ဖြစ်နေပြီအဖြစ်ရှိနေပြီစင်းလုံးက၎င်းအထက်တွင်တင်းကြီးနေပါကတဲ့ဝေယူရန်စူးစမ်းသူများလည်းရှိသေးတဲ့ပဲဟာပုံကောင်းတဲ့ဂျမ်ပီယံတဲ့မထွက်ခင်တဲ့ခဏနိုင်ခွေးမထွက်ခင်အချိန်မှာအယောင်းဝယ်လို့ရှင်းသေးတဲ့အလိုင်းနေမျိုးဆိုတော့အဘသမ order စနေချင်းအကောင့်ဆုံးဖြစ်သေးတယ် order blending နဲ့ order နဲ့အယောင်း sell လို့ပါကားတဲ့စင်းလုံးကအရေးကြီးတဲ့ resistance ဥပမာ4920ဝန်းကျင်ကိုလည်းမကျော်ဘေးတဲ့ပြန်ချက်လာမှသာ sell ဝင်ရှင်းကပိုလို့ရှင်ပါတဲ့အဝေးပိုင်းလို့ပါကားတဲ့စင်းလုံးတည်တဲ့အရေးကြီးတော့ဥပမာ4640 4650ကိုတဲ့ထိကျိုး TV မကျိုးတော့ပဲပြန်တက်လာမှဝေရှင်းကပိုလို့ရှင်ပါတဲ့အနည်းရှုပ်တဲ့လက်ရှိတွင်ရေးသေးတဲ့ pressure ပုံများနေသေးတယ်။တောင်းလာလို့ဆိုတော့အဓိကသတင်းထုတ်တယ်။ Okay နော်။အဲ့ဒီတော့လက်ရှိမှာဆိုလို့ရှိရင်ဒီမှာ main လက်တဲ့အခါမှာကျွန်တော်တို့အဖြစ်ထွက်လာတာကရောင်းလိုအားကပုံများနေကြတယ်ပေါ့နော်။ဒီနေရာမှာဆိုလို့ရှိရင်အဲ့ဒီတော့ဒီဈေးနှုန်းတွေကိုကျွန်တော်တို့တတ်မှတ်မယ်။ဒီဈေးနှုန်းတန်းလဲဆိုရင်အဲ့ဒီတော့ဒီမှာမြင်းကိုဆွဲလိုက်တဲ့အခါမှာကျွန်တော်တို့မြင်းဆွဲလိုက်ဟောတယ်ပေါ်လာတယ်မယ်။ပေါ်လာရင်အဲ့ဒါလည်းအကုန်လုံးဖြစ်မယ်။ဖြစ်ပြလိုက်မှာဘောနော်ဒီမှာ order ဟုတ်ကဲ့အဲ့ဒီတော့ဒီမှာ setup လုပ်မှာဘောနော် setup လုပ်တဲ့အခါမှာဒီမှာဆိုလို့ရှိရင်သူကအယောင်းနဲ့ set လုပ်လို့ပါကားတဲ့ဈေးနှုန်းက resistance ဥပမာ4920 okay 4920 okay ဒါ resistanceမြန်မာစာရေး okay resistant ပြလို့ရှိရင်ဒီဈေးတန်းမကျော်လို့ရှိလို့ရှိရင်ကျွန်တော်တို့က10ကိုစဉ်းစားလို့ရတယ်ပေါ့နော်ကဲလို့ဈေးနှုန်းကတဲ့အရေးကြီး support တဲ့ဥပမာ4640 4650 okay နှစ်ကြောင်းပေါ့နော်4640တကြောင်း4650တကြောင်းဒါကတကြောင်း4640တကြောင်းOkay ရောနှစ်ကြောင်းပေါ့နော်အဲ့ဒီဈေးနှစ်ကြောင်းဝင်နေပြီးတော့ market ကဖောက်အရေးကြီး support ကိုတဲ့မချိုးပဲတဲ့ပြန်တက်လာပါက Okay အဲ့ဒီတော့ကျွန်တော်တို့ဒီမှာတတ်မှတ်ထားတဲ့ zone ကိုခုတော့ရပြီပေါ့နော်ရတဲ့အခါမှာ market ကဒီမှာကျွန်တော်တို့ခုဆိုလို့ရှိရင်တော့နေတယ်ဒီမှာအပေါ်တော့တက်သွားတယ်ဒါပေမဲ့အပေါ်မှာမဖောက်ဘူးပြန်ဆင်းလာတယ်ဒီမှာပြန်တက်တယ်ပြန်ဆင်းလာတယ်ပြန်တက်တယ်ပြန်ဆင်းလာတယ်ပေါ့နော်အဲ့ဒီတော့ဒီထဲမှာပဲတော့နေတယ်ပေါ့နော်အဲ့ဒီတော့ market ကဒီအပေါ်ကိုဖောက်တက်တော့တဲ့သတင်းနဲ့နော်ဖောက်တက်တော့ပြီးတော့အပေါ်မှာအယိုးလုံးပြီးတော့ပြန်ဝင်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အယောင်းကစဉ်းစားလို့ရတယ်ဒါပေမဲ့ဒီအယောင်းကဒီဈေးကျတော့တယ်ကျတော့ပေမဲ့ဒီမှာတော့ order block ရှိတယ်ပေါ့နော်ဒီဈေးရဲ့အောက်မှာ market ကမပိတ်ဘဲနဲ့ပြန်တက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာအဝေးကိုစဉ်းစားလို့ရတယ်ပေါ့နော်အဲ့ဒီတော့ဒီကနေပြီးတော့ကျွန်တော်တို့ရောင်းမယ်ဆိုလို့ရှိရင် stop loss ကိုဒီရဲ့အပေါ်မှာထားပါတော့ stop loss ကိုဒီရဲ့အပေါ်မှာထားဒီလောက်ဆိုရင်တော့လုံချုံတယ်အဲ့ဒီရဲ့အပေါ်သူပြောထားတဲ့ resistance ရဲ့အပေါ်ပေါ့နော်အပေါ်ဆိုတော့4948မှာထားခိုးရနေတဲ့ level မှာ10ဝင်ထားပြီးရင် TP ကကျွန်တော်တို့ဒီလောက်ပဲယူနော် TP ကOkayဒါကိုထားတာအဲ့ဒီတော့ဒီကဆက်ရှာလိုက်တယ်ဆိုလို့ရှိရင် first TV ကကျွန်တော်တို့ဒီ level ထားလို့ရတာပေါ့နော်ပထမ TV ကဒီမှာပါလေပ
ထမ TP1 ကနေပြီးတော့ကျွန်တော်တို့ဒီမှာထားလို့ရတယ် TP1 က4640ရ4650ရအဲ့ဒါ TP1 ထားလို့ရတယ်ခုဆယ်လို့ရှိရင်ပေါ့နော် TP2 ကကြာလို့ရှိရင် TP2 ကကြာရင်ဒီ level လောက် TP2 ကကြာရင်ဒီသူတို့ဟိုဟာဒီ level လောက်ပေါ့နော်4600လောက်ထိထားလို့ရတယ် TP2 အဲ့ဒါ TP3 ကကြာရင်ဒီ order block ပေါ့နော်တကယ်လို့ဒီအောက်မှာနေပြီးတော့ market ကဟိုဟာနဲ့ပိတ်တယ်ဆိုလို့ရှိရင်ဒီဟာကိုဒီနားမှာနေပြီးတော့ပြန်မကန်နိုင်ဘူးဆိုလို့ရှိရင် market ကဟိုအောက်ထိကျွန်တော်တို့ရေရှည်ကန်သွားလို့ရတယ်ပေါ့နော်တကယ်လို့ market ဒီနားရောက်လာတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာလေအဝေကိုတစ်ချက်စဉ်းစားရမယ်အဝေကိုအဲ့ဒီနေရာလေအယောင်းအဝေလာတယ်ဘာလို့ဆိုဒီကဖြတ်တက်သွားတဲ့ဟိုဟာနဲ့ဆိုလို့ရှိရင်ပြည်နာဒီမှာလာတဲ့ trend line ရဲ့သူရဲ့စုံမြင့်ကြတယ်ပေါ့နော်အဲ့ဒီတော့ခုလောလောဆယ်ကတော့ကျွန်တော်ကြည့်တာကတော့10ပေါ့နော်10 stop loss ကိုဒီရဲ့ပုံမှာထား stop loss က56ပဲပေါ့နော်56ပဲ TP ကကြာလို့ရှိရင်ကျွန်တော်အကျဆုံးကတော့ဒီ93ပဲ TP ဒုတိယ TP ကကြာလို့ရှိရင်ဒီမှာဗာလေ92ပဲတတိယ TP ကကြာရင်119ပဲပေါ့နော်အဲ့ဒီတော့ကိုယ့်ရဲ့ risk management ပုံမှာမူတည်ပြီးတော့ setup လေးအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့တခါတည်း10ဝင်ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ market ကြည့်တဲ့အခါမှာအဲ့လိုမျိုးတခြားသူတွေရဲ့ idea တွေပြီးလို့ရှိရင်ဗာလေ ChatGPT မှာမေးပြီးတော့ရလာတဲ့ resistance ရဲ့ support ရဲ့ကိုမှပြီးရင်တော့ကိုယ့်ရဲ့ idea တွေနဲ့ကန့်ညီပြီးတော့ market ကဘယ်လိုသွားနိုင်လဲအဲ့ဒါကို15 minute time frame တွေမှာဒီ candle closure တွေကိုစောင့်ကြည့်ပြီးတော့ order ဝင်လို့ရတယ်ပေါ့နော်ဒီမှာဒီ15 minute ကကောင်းတယ်5 minute တော့မှတော့မကြည့်တာအကောင်းဆုံးပဲ15 minute တော့မှဆိုလို့ရှိရင်ဒီမှာ candle တွေဘယ်လိုပိတ်တယ်အဲ့လိုမျိုးဒီမှာဆိုလို့ရှိရင်လည်း candle ပိတ်တာလှတယ်ပြောတာဒီမှာပထမတစ်ချောင်းကဟိုပါလေအသားနဲ့ဒီမှာ bearish engulfing candle ပြီးရင်ဒုတိယတစ်ချောင်းကလည်းအဲ့ဒီထက်အသားအဲ့ဒီထက်ကြီးတဲ့ volume များတယ်ပေါ့နော်တတိယတစ်ချောင်းကကြာရင်ဒီအောက်ရောက်လာမှာပဲအဲ့လိုမျိုး candle အပိတ်အဖွင့်တွေကြီးပြီးတော့အယောင်းဝင်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲအားလုံးလည်းနားလည်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်